မင်္ဂလာပါမြန်မာနယ်ပြည်ညီးပညာချန်နယ်မှာပြန်လည်ကြိုဆိုပါရစေ။ဟုတ်ကဲ့ကျွန်တော်တို့ Messenger အသုံးပြုတဲ့အခါမှာဒီလိုမျိုးလေး session expire ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝင်ပြီးတော့အသုံးပြုလို့မရဘူး။ဖြစ်တဲ့အတွက်ဒီနည်းလမ်းကိုဖြစ်နေတဲ့နည်းလေးမျိုးရောက်ပြပါဖြစ်ပါတယ်။ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တွေကဒီ Messenger application ကိုသွားပြီးတော့ပဲကျွန်တော်တို့ချက်ထောက်လိုက်မယ်နော်။ကြာလေးဖိပြီးတော့ထောက်လိုက်မယ်။ Okay ဒီမှာဆိုရင်ကျွန်တော်တွေကဒီ info ပေါ်တယ်ဆိုရင် info ကိုနှိပ်မယ်နော်။ info ပေါ်ဆိုရင်ကျွန်တော်ရှားဖုန်းလေးဆိုလို့ရှိရင်ဒီမှာပေါ်ပေါ်မှာဒီအဆက်လေးကိုကျွန်တော်တို့ချက်နှိပ်လိုက်မယ်။နှိပ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ကဒီရုံတို့ကျွန်တော်တို့ story ကိုချင်းထုတ်ပြရဖြစ်တယ်နော်ဒီမှာ story ကိုကျွန်တော်တို့ချက်ချင်းထုတ်မယ်ချက်နှိပ်ပြီးတဲ့အခါကျတော့ကျွန်တော်ဒီမှာ clear ဆိုတဲ့ဟာလေးကိုချက်နှိပ်မယ်ဒီဘက်ကောင်လေးနော်ခေါင်းလေးနဲ့ရှင်းမယ်ပြီးသွားပြီနောက်တစ်ခါကျတော့ဒီမှာ clear data ဆိုတာလေးကိုနှိပ်မယ်ဒီမှာ delete နှိပ်မယ်နော်โอเคဒီတိုင်းပြီးသွားပြီဆိုရင်ကျွန်တော်တွေကပတ်ဆုပ်လိုက်မယ်ပတ်ဆုပ်လိုက်ပြီးကျွန်တော်တွေအပေါ်ဆုံးမှာသွားပြီးတော့ဒီမှာ permission ဆိုတဲ့နေရာမှာကျွန်တော်တွေဒီ no permission အဝတ်ဆိုတာကိုကျွန်တော်တွေ permission လေးကိုချက်နှိပ်ပြီးတော့ဒီမှာပေးရမယ့် permission ကျွန်တော်တို့အကုန်ဖွင့်ပြီးမယ်နော်โอเคဒီမှာ allow only နှိပ်မယ်ကင်မရာလည်း allow only နှိပ်မယ်နော်ဂွေတာတွေကိုကျွန်တော်တို့အကုန်လုံးဖွင့်လိုက်မယ်အလောင်းဝင်မယ်နော်ဖွင့်ပေးလိုက်မယ်ဒီဒီရှင်းဖွင့်မယ်နော်ဖုန်းဖွင့်မယ်ဒီမှာဒီကောင်လေးလည်းဖွင့်ပေးမယ်ဒါဆိုချင်းပြီးသွားပြီနော်အကုန်လုံးပုံသွားပြီပါမရှင်အဲဆိုကျွန်တော်တွေက Play Store ကိုချက်သွားလိုက်မယ်နော် Play Store နဲ့ဒီကကျွန်တော်မှာ support မှာ Messenger ကိုဆိုပြီးတော့ရိုက်ရှာမယ်Messenger နဲ့နှိပ်ပြီးတဲ့ခါကျရင်ဒီမှာပေါ်လိုက်ကိုကျွန်တော်တို့ဒီမှာဒီနေရာလေးမှာ update ဆိုလို့ရှိရင်ကျွန်တော်တို့ update ပေးလိုက်မယ်နော်ပေးရအောင်ဒီမှာမတောင်းဆိုရင်တော့ပေးရမလို့ဘူးဒါဆိုကျွန်တော်ဒီကနေမဝင်မဲ့နဲ့ Messenger ပဲတပြည့်ဝင်မှာနော် Okay ဒါဆို Messenger ကိုသွားမယ်Messenger ကိုချက်ထောက်ဝင်လိုက်မယ်နော်ဒီမှာတော့သူ login ဝင်ခိုင်းတယ်နော် login ဝင်ခိုင်းကျွန်တော်တို့ login မဝင်ဘူးနော်login ဝင်မယ်ကျွန်တော်တို့အဲ့ဒီမှာ Messenger ကိုချက်ဘတ်ထုတ်လိုက်ပြီးတော့ကျွန်တော်နောက်တစ်ချက်ပြန်နှိပ်ပြီးပြန်ဝင်တဲ့ခါကျဒီမှာကိုယ့်ရဲ့ account လေးပေါ်လာနေမယ်ဒါဆိုရင်ကျွန်တော်တို့ login ဝင်ရမလို့ဘူးဒီ account လေးနဲ့ဝင်ရုံပဲနော် login ဝင်တဲ့ဆိုရင်တော့ကျွန်တော်တွေကဒီ password တွေပါထည့်ပေးရအောင်ဖုန်းနံပါတ်ပါထည့်ပေးရမယ်နော်အဲ့ဒီဟာတွေကကျွန်တော်မိတ်ဆွေမှာအစင်းစင်းချီမှအစင်းစင်းမရှိဘူးဆိုရင်တော့ဘုံရင်အစင်းစင်းပြင်တာပေါ့နော်တကယ်လို့ account နဲ့ဝင်လို့မရဘူးဆိုကျွန်တော်တွေကဒီ login ကိုယ့်ရဲ့ဖုန်းနံပါတ်တွေနဲ့ Gmail တွေနဲ့ password နဲ့ထည့်ပြီးဝင်ရဖြစ်တယ်နော်ဒီမှာကျွန်တော်တို့ဝင်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ချက်နှိပ်လိုက်မယ်နှိပ်ပြီးဒီခါကျဒီမှာရောက်လာရင်စေးလေးနှိပ်ရမယ်နော်ခဏစောက်ပြီးမယ်နော် Okay ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်လို့ရှိရင် like and subscribe လုပ်တော့ပြအောင်နော် Okay ဒီနေရာရောက်လာချိန်ကျွန်တော်ရဲ့ note နောက်ပုံနဲ့ညာလေးကိုနှိပ်လိုက်မယ် Okay ဒီမှာဆိုရင်လည်း note နောက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ Messenger အသုံးပြုလို့ရပြီနော် Okay နှိပ်မယ်ဒါဆိုရင် Messenger ပြန်အသုံးပြုလို့ရပြီဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲဆင်ပြေကြပါစေနောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်မင်္ဂလာပါ